Ok, alo mấy mình là bà xin thì nếu cho má từng ngày trên đều lệ cho má cả thì mà cho má rồi nghe là phía bên quên này sang đều lệ khó áp giá phía cho má thế nó bên lệ sang ya lệ thì mà ya xong nó cho má lệ khó giá mà bà chỉ cho bảo xin đang giờ rồi Malaysia này nghe có lần là cũng vô lệ còn China đâu để thấy mà xí để sang đi cho bà đấyแต่ช้าsang đi lệ xí để nóဒါမဲ့ဒီဆိုင်ရတော့ဝယ်လို့နည်းနည်းပူများတယ်လို့ထင်တာပေါ့နော်အခုချိန်ကတရုတ်နှစ်တကူချင်းဖြစ်တဲ့တော့သူတို့ကပန်းအိုးလေးတွေရောတင်ပြီးရောင်းထားပေးတာရှိတယ်ပေါ့နော်ဒါမဲ့ဈေးလေးတွေကလည်းမှန်တယ်အဲ့ဦးသေးလေးဆိုတော့30လောက်ပဲရှိတယ်ဈေးလည်းချိုတယ်ပေါ့နော်ကြည့်ပါအောင်လက်ဆောင်ပန်းဈေးလေးတွေချစ်သူများနေတဲ့လက်ဆောင်ပန်းဈေးပေးခြင်းတဲ့လူလေးတွေဒီမှာအလွယ်တကူဝယ်လို့ရတယ်နော်နှင်းစီပန်းလေးတွေဆိုလဲကာလာဆုံးပဲအရန်ဟိုလာနေရောပဲကာလာအဆုံးရှိတယ်ဒါမဲ့သူကတော့ဈေးနည်းနည်းကြီးတယ်နှင်းစီပန်းနောက်ဒါလေးလေးတွေကျေတာယာလေးတွေစုံနေတာပါပဲတငယ်ချင်းတွေတစ်ခါရောက်မှဆိုလို့ရှိရင်လာလဲသိချင်တယ်နော်အဲ့ဒီမှာလာကြည့်အရန်ပန်းနေစုံတယ်နော်မကြည့်ပါဦးဒီစီပန်းလေးတွေလည်းကာလာစုံလေးတွေရှိတယ်ဒါလေးတွေကတော့ပန်းခတ်ကလေးတွေကိုအနာစာဖြစ်သွားတဲ့ပန်းခတ်ကလေးတွေကိုတော့သူကဖယ်ပြီးတော့ပြန်ရောင်းတာနှင်းစီပန်းလွင်ကျန်တဲ့ပန်းလေးတွေက2ချက်3ချက်ပဲရှိပါတယ်နှင်းစီပန်းတော့တပွင့်5ချက်6ချက်လောက်ရှိပါတယ်ပေါ့နော်နောက်နှင်းစီပန်းနဲ့လောက်ထားတဲ့ပန်းစည်းလေးလည်းရှိတယ်သူကတော့နှင်းစီပန်းစည်းကြီးတဲ့အတွက်လေတဲ့ဈေးနည်းနည်းပိုတာပေါ့ဒါလေးတွေကတော့ carnation တို့ပဲပန်းတို့ပန်းအစုံလေးတွေထားတာပန်းတော့သူတို့စီမှာလည်းတော်တော်စုံလာတဲ့မေနူပန်းကအဆိုင်ရတယ်အဲ့ဒီမှာလေမေနူပန်းတို့တစ်စပန်းတို့အဆိုင်ရတယ်နော်အဲ့ပန်းဆိုင်ကြီးအရာဆိုတော့အဲ့ဒါကြောင့်တငယ်ချင်းတွေကိုရိုက်ကြခြင်းဖြစ်ပါတယ်ကြည့်ပါအောင်အဲ့ထဲမှာဝင်နေဆိုတာလေတကယ်ကိုစိတ်ကိုလန်းဆန်းသွားတယ်ဒီလားပန်းရနံ့လေးနဲ့ဒါလေးတွေကတော့ပန်းကိုလှဆင်တဲ့ပစ္စည်းလေးတွေပေါ့ရှင်ဒါလေးတွေလည်းသူတို့တင်ပြီးရောင်းပေးထားတယ်ပေါ့နော်ပန်းအိုးလေးတွေရောနှစ်ကူးချိန်တရုတ်နှစ်တကူးချိန်နေတဲ့အတွက်လေသူတို့ပစ္စည်းတွေထိထားတာနေမှာပါတခွပန်းလေးဆိုလဲရန်ကိုလှနေပါအောင်မကြည့်ပါအောင်နှစ်ချက်ပြီးပန်း6လေးလည်းရှိတယ်ပန်းအောင်ဆုံးနေတာပါပဲအဲ့ဒါကြောင့်တမင်ရိုက်ပြပေးခြင်းဖြစ်ပါတယ်ဒါလေးကတော့ပြားလိမ့်မော်လေးတွေသူတို့အလှဆင်လာတာပေါ့နော်တရားကျော်ဝင်းကျင်လေးတွေတော့သူတို့ဆိုလို့ရှိရင်ဈေးရရန်များတဲ့ဟာမျိုးတော့မဟုတ်ဘူးနော်မကြည့်ပါအောင်ပန်းချင်းတောင်းလေးတွေဖဲကျိုးလေးရာဆိုသူတို့အကုန်လုံးရောက်နေတယ်ဒါဒီမှာစုံလို့ပါကြည့်ကြပါတရုတ်ဆောင်ပန်းလေးတွေရောဒီမှာကန္နမပန်းလေးတွေလက်လက်ဆက်ဆက်အဲ့ဒါလေးဆိုလေနှစ်ခတ်ပါတယ်တစည်းဟိုမှာ3ချက်ပဲပေးရတယ်အိန္ဒိယဆန်ပန်းတွေနဲ့တခြားစီပဲအိန္ဒိယဆန်ပန်းတွေကြတော့ဆေးဆူထားတာလေဒါလေးတော့နှင်းစီပန်းစီလေးတွေ120တဲ့မြန်မာငွေနဲ့ဆိုတော့3,200ပေါ့လေသူကဒီမှာနှင်းစီပန်းတော်တော်ရှားလို့ပေါ့နော်နှင်းစီပန်းတော့သူကစီးကြီးတယ်နည်းနည်းအဲ့ဒါတငယ်ချင်းတွေရိုက်ပြပေးခြင်းဖြစ်ပါတယ်တချို့တီးပြားလူလည်းရှိမှာပါဒါကျမရောက်တုံးချင်းကလေးလာလဲလှနေတော့လေတမင်ကြည့်အောင်ဆိုပြီးတော့ sharing လုပ်ပေးခြင်းဖြစ်ပါတယ်နော်ကြည့်ပါဦးဖဲကျိုးလေးတွေအစားရှိတယ်လေတခွားပန်းလေးတွေစုံပါပဲအားလုံးကျေးဇူးတင်ပါတယ်နော်ကြည့်ရှုပေးလို့အားလုံးကျမ်းပါပါစေချမ်းသာပါစေရှင်လူရာရှိ